မင်္ဂလာပါရှင်အောက်တိုဘာ20ရက်နေ့ကထိုင်းလူဝင်ကြီးကြပ်ရေးရုံးရဲ့တစိမ့်တုံးကိုအတူပြုလုပ်ရောင်းချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ထိုင်းနိုင်ငံအယူတရခရိုင်ဗန်ပအင်းမြို့နယ်ဗန်စင်တိဝါရက်ကွက်တင်နေထိုင်သည့်မြန်မာနိုင်ငံသားတဦးဟာထိုင်းလူဝင်ကြီးကြပ်ရေးရုံးရဲ့တစိမ့်တုံးကိုအတူပြုလုပ်ပြီးတက်တိခံစာရွက်စာတမ်းများရောင်းချပေးနေသည်ကိုပေါ်တော့50လို့ခေါ်တဲ့၎င်းစာရွက်စာတမ်း26စုံတို့နဲ့အတူစစ်ဆေးဖမ်းဆီးခဲ့မိကြောင်းပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။ဖမ်းဆီးခံရသူဟာအသက်42နှစ်အရွယ်မြန်မာနိုင်ငံသားနိုင်မြင့်အမည်လွဲဆိုတဲ့သူဖြစ်ပြီးရွှေပြောင်းအလုပ်သမားများအတွက်တက်တန်းကုန်ဆုံးသွားတဲ့ passport နဲ့တခြားသောစာရွက်စာတမ်းတွေကိုကွန်ပျူတာဖြင့်ပြုလုပ်ထားတဲ့တစိမ့်တုံးအတုကိုထုတ်လုပ်ပြီးရောင်းချပေးကအလုပ်သမားတဦးလျင်ဘတ်ငွေ12000အထိကောက်ခံခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။၎င်းရဲ့စာရွက်စာတမ်းအတုတွေဟာရွှေပြောင်းအလုပ်သမားတွေအတွက်အလုပ်လျှောက်ရမှာလိုအပ်တဲ့စာရွက်စာတမ်းတွေဖြစ်ပြီးအစစ်နဲ့ထပ်တူကြအောင်ပြုလုပ်ထားတဲ့စာရွက်စာတမ်းတွေဖြစ်တယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပုံကိုအယုဒယလူဝင်ကြီးကြပ်ရေးရဲမှုကပြောကြားခဲ့ပါတယ်။လက်တလောအခြေအနေအရထိုင်းနိုင်ငံရဲ့လူဝင်ကြီးကြပ်ရေးရုံးတစိမ့်တုံးကိုအတူပြုလုပ်အသုံးဆွဲခြင်းများကိုဥပဒေအရတရားစွဲအရေးယူသွားမည်ဖြစ်ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ဒီလောက်ပါပဲရှင်။အားလုံးပဲဘေးဥပတ်အနေရဲ့တွေ့တွေ့မှာကင်ဝေးပြီးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကျမကတော့ဆွေရတပါ